မြတ်ဗုဒ္ဓရဲ့သာသနာတော်အတွန်းရှိတည်ထံခိုင်မြဲစေဖို့နဲ့ဖျားဘူးလာပြည်သူများဘေးရန်ရဲ့ကင်းရှင်းစေဖို့ရည်ရွယ်ကမောကောင်စုတောင်ပြည်စီတီတော်မြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီယပွဲတော်ကိုအစဉ်လာမပြတ်နေ့စဉ်ကျင်းပခဲ့ရာ133ကြိမ်မြောက်ဗုဒ္ဓဘုဇနီယပွဲတော်ကိုနိုဝင်ဘာလ28ရက်နေ့မှဒီဇင်ဘာလ9ရက်နေ့ထိရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျွန်းခရိုင်ရန်ကင်းမြို့နယ်ရှိမောကောင်စုတောင်ပြည်စီတီတော်မြတ်ကြီးမှာကျင်းပရာနိုဝင်ဘာလ28ရက်နေ့မှာတော့ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။ရန်ကုန်သတင်းဌာနခွဲကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ရန်ကင်းမြို့နယ်ရဲ့ကျက်တီဆောင်မိုးကောင်းစူတောင်းပြည့်ဇေဒီတော်မြတ်ကြီးရဲ့133ကြိမ်မြောက်ဗုဒ္ဓဘုဇနီယပွဲတော်ဖွင့်ပွဲအခမ်းအနားကိုနမောတတ3ကြိမ်ရွတ်ဆိုဖျားကြောကဖွင့်နေပြီးမိုးကောင်းစူတောင်းပြည့်ဇေဒီတော်ဩဝါဒစရိယဆရာတော်ကြီးများမှဇေယံတော်ဘောရိယာမူလေးအစချီအောင်ကာရာကိုရွတ်ဖတ်တရဆဲခြင်းမြို့နယ်ဝိအသင်းများမှမေတ္တာတုတ်ပရိတရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်ခြင်းရန်ကင်းမြို့နယ်ရဲ့သာသနာရေးမှုဦးစော်ဝင်းအောင်မှသာသနာရေးဆိုင်ရာများကိုရှောက်ထားခြင်းမိုးကောင်းစူတောင်းပြည်စီရီတော်ဗန္နာတော်ရင်းဂောဘကအဖွဲ့ဥက္ကဋ္ဌဦးချိုလေးမှပွဲတော်ဖွင့်ပွဲအခမ်းအနားအတွက်မူတည်တာစကားပြောကြားပေးခြင်းဆက်လက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများကဖွင့်ပွဲအခမ်းအနားကိုဖဲကြိုးပြဖွင့်လှစ်ပေးပြီးမိုးကောင်းစူတောင်းပြည်စီရီတော်မြတ်ကြီးရဲ့ဗန္နာတော်ရင်းဂောဘကအဖွဲ့ဥက္ကဋ္ဌဦးချိုလေးမှ133ကြိမ်မြောက်ဗုဒ္ဓပူဇနီယပွဲတော်နဲ့စွန်းစံစိန်လောင်းလူပွဲကိုမိုးဦးဆိုင်ဖို့အားစက်ကလုံးနှိပ်ပြီးဖွင့်လှစ်ပေးကမိုးကောင်းစူတောင်းပြည်စီရီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်ဖွင့်ပွဲအခမ်းအနားအောင်မြင်စွာပြည့်မြောက်ခဲ့ပါတယ်ဒီဖွင့်ပွဲအခမ်းအနားစတာပေါ့နော်မနေ့အာရုံကနေပြီးတော့ဆရာတော်ကြီးတွေပေါ့နော်အဘတို့မြို့နယ်ရဲ့ဒီစရီတော်ကြီးရဲ့ဩဝါဒစရိယဆရာတော်ကြီးကနေပြီးတော့ဘုရားပိဋကအနေကစားတင်တာပေါ့နော်အနေကစားတင်တဲ့အခမ်းအနားကြီးကိုအဘတို့မနေ့ကအာရုံမှာကျင်းပပါတယ်စီကားနဲ့ကျင်းပခဲ့တာကိုပွဲတော်ကြီးကတော့နှစ်စင်ပေါ့တရက်ကျင်းပမှာဖြစ်တဲ့အတွက်ကြောင့်နော်ဒီလ28ရက်နေပြီးတော့နောက်လဒီ9ရက်နေ့အထိကိုဒါ10ရက်တိတိကိုဒါပွဲတော်ကျင်းပသွားမှာဖြစ်ပါတယ်ဒီပွဲတော်ရက်မှာလည်းပဲပြောရှင်တဲ့ဇေယောင်းပွဲတော်ပေါ့အာဇာနည်ဆန်းဆန်းဆိုတာလေအဲ့ဒါတွေတော့တို့ထည့်သွင်းထားပါတယ်ဟိုဘုရားဘူးတွေဒါနှစ်စင်လာနေကြပါစီလက်စီကားပါတယ်ကိုဘကတွေအဖွဲ့အားလည်းအားလုံးကိုဖိတ်ခေါ်ပါတယ်စွန်းစွန်းသိန်းလောင်းမှာကတော့နောက်လာ4ရက်နေပေါ့စီကားတိုက်မဲ့ဆိုတာနဲ့ဒါကျင်းပနေကြပွဲတော်ဖြစ်ပါတယ်တရားတန်ခါသီလရှင်အားလုံး108ပါးကိုစွန်းစွန်းသိန်းလောင်းလုံးမှာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျွန်းခရိုင်ရန်ကင်းမြို့နယ်ရဲ့ကျက်တီရေးဆောင်မိုးကောင်းစူတောင်းပြည်ဇေဒီတော်မြတ်ကြီးရဲ့133ကြိမ်မြောက်ဗုဒ္ဓပူဇနီယပွဲတော်ကိုနိုဝင်ဘာလ28ရက်နေ့မှဒီဇင်ဘာလ9ရက်နေ့အထိ10ရက်တိုင်တိုင်စီကားတိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ရာဒီဇင်ဘာလ4ရက်နေ့မှာတော့စွန်းစံစိန်လောင်းလူပွဲကိုစီကားတိုက်မြိုက်စွာကျင်းပမှာဖြစ်တဲ့အတွက်အများပြည်သူတွေအနေနဲ့မြည်သူမဆိုကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ကြောင်းလည်းသိရပါတယ်ရှင်။